ဒီနေ့ကရုံးပိတ်ရက်လေးဆိုတော့မြန်မာကိုရီးယားချစ်ကြည်ရေးဒလတတားဘက်ကိုသွားဖြစ်ပါတယ်ဒါကတော့ဒလဘက်ကတက်တဲ့အချမ်းဖြစ်ပါတယ်လာတော့ကြတော့မရိုက်မိဘူးဒလဘက်အနေရန်ကုန်ကို58 82နဲ့108စံသက်ပြေးဆွဲနေပါတယ်စူးလီမြို့တော်ခမ်းမရှိရနေပြီးတော့ဒလအထက်ကလေးအကြောင်းထီကိုဂိတ်ဆုံးဖြစ်ပါတယ်ကဲပေါ်ရောက်ပါပြီမြင်ကွင်းလေးကတော့တွေ့တဲ့အတိုင်းပါပဲကဲအခုဆိုရင်တော့ရန်ကုန်ဘက်ချမ်းကိုရောက်ပါပြီဒီဓာတ်ပေါ်မှာဖြတ်တန်းချိန်3မိနစ်ကျော်4မိနစ်ဝန်းကျင်လောက်ပဲကြာပါတယ်ရှင်